ဗုဒ္ဓဟောကြားအောင်မြင်ကြောင်းတရားဤလောက၌အောင်မြင်မှုအစစ်အမှန်ဆိုဒီမှာအခြားသူများကိုလက်နက်ဖြင့်အနိုင်ယူခြင်းမဟုတ်ပဲမိမိ၏စိတ်ဓာတ်ကိုမြင့်တင်ကာကောင်းမှုကုသိုလ်ဖြင့်အောင်နိုင်ခြင်းသာဖြစ်သည်မြတ်စွာဘုရားဟောကြားတော်မူခဲ့သောထိုအောင်မြင်ခြင်းတရား၄ပါးကိုမှတ်သားနိုင်ယူကြပါစို့ဒေါသကိုမေတ္တာဖြင့်အောင်နိုင်ခြင်းဆိုလိုဒီမှာအခြားသူကမိမိအားဒေါဘထွက်၍ဆဲဆိုရိုက်နှက်သည့်တိုင်မိမိကပြန်လည်၍ဒေါသထွက်ခြင်းညှို့သူရံပဲပြခြင်းမရှိဘဲအေးချမ်းသောမေတ္တာစိတ်ဖြင့်တီးခံကအနိုင်ယူခြင်းဖြစ်သည်မကောင်းသူကိုကောင်းမှုဖြင့်အောင်နိုင်ခြင်းဆိုလိုဒီမှာအကျင့်တီလဖြစ်ပြသူစိတ်ထားရုံညံ့သူတို့နှင့်တွေ့ကြုံရသောအခါမိမိ၏စိတ်ထားကိုမညစ်နွမ်းစေပဲသူတော်ကောင်းတရားလက်ကင်ထားကကောင်းမှုကုသိုလ်များဆက်လက်ပြုလုပ်ခြင်းဖြင့်အနိုင်ယူခြင်းဖြစ်သည်ကဆေးနှဲမှုကိုပေးကမ်းခြင်းဖြင့်အောင်နိုင်ခြင်းဆိုလိုဒီမှာလောဘကြီးသူနှမျောတန်တူတတ်သူတို့ကိုပေးကမ်းခြင်းဖြင့်မိမိ၏တရားကိုအောက်ယူခြင်းဖြစ်သည်လေမူသားကိုတစ္ဆာဖြင့်အောင်နိုင်ခြင်းဆိုလိုဒီမှာလိန်လဲမဟုတ်မမှန်ပြောဆိုတတ်သူတို့၏ရှင်းမောက်၌မှန်သောစကားကိုသာပြောခြင်းဖြင့်အနိုင်ယူခြင်းဖြစ်ပါသည်